ကျွန်တော် review ထဲမှာကျွန်တော်ဘာပြောချင်တာလဲဆိုတော့ Skin like ကစေးပါတော့နောက်Skin like ကစေးပါတော့ကျွန်တော်ဘယ်နေ့မှကျွန်တော်အကောင့်ကိုထိရလဲဆိုတော့လူများမှမလို့ကျွန်တော်ပြောတာသုံးလမယ်ဆင်းနေကြရှင်ကျွန်တော်အကောင့်မှာ search ဖိတ်တော့မှာမယ်ကျွန်တော်အကောင့်ကိုကိုဗီဒီယိုပြီးရှိကုန်းမှာကျွန်တော်ရေးပြတာမယ်နောက်သုံးလမယ်ဆင်းနေကျွန်တော်မွေးနေပြီးလို့ရှင်ကျွန်တော်အဲ့တပုံနဲ့တပုံတင်တော့အဲ့တပုံမှာပါတဲ့ view နဲ့ကျွန်တော် tribute မှာဖြစ်ပါတယ်ကဲလို့ကောင်းသော view လို့တင်တာဆိုကိုကပါ view လို့တင်တယ်လည်းစီပြန်နော် blog ပြောမှာလိုချင်တဲ့ view ကိုရနာမည်ရေးလိုက်အဲ့လိုချင်တဲ့ view နာမည်ရေးလိုက်ကျွန်တော်ကိုချပေးမယ်ကျွန်တော်ဟိုလို့ကောက်ကို follow လုပ်တာဆိုဥစား trade ဖို့မနော် trade ဖို့ follow လုပ်တာပြီးတော့ trade ကနေကြရှင်ကျွန်တော်ပဲအချိန်နဲ့အားလည်းဆိုပြပါညနေ9နာရီလောက်အားတယ်မနက်7နာရီလောက်အားတယ်အဲ့အချိန်နဲ့မှ7နာရီကနေ10နာရီထိအား9နာရီကနေ10နာရီထိအားပါတယ်အဲ့တော့ကျွန်တော်ကုန်းမှာကျွန်တော်ရဲ့Overall name ကိုကျွန်တော်ချပေးမယ် trade ဘူးပြောနော် trade ဘူးကျွန်တော်ချပေးမယ်ပြီးလို့ရှိရင် follow ပြီးဆိုရင်ကျွန်တော်3လပိုင်းဆယ်နေကြလို့ရှိရင်မနေ့12နာရီမို့3လပိုင်းဆယ်နေ3လပိုင်း17ရက်နေကြလို့ရှိရင်ကျွန်တော်မနေ့12နာရီကျွန်တော် gain နဲ့ဝင်ပါမယ်ဝင်လို့ရှိရင်လေးမယ်ဆိုကျွန်တော် trade ဥစား trade စာဝါသွားပြီးကျွန်တော် trade ပေးပါဒီနေ့ကစိတ်ထဲမှာပြောနော်ဒီစောတတဲ့လူဝင်ခဲ့ကျွန်တော်မှရှိရ video ကျွန်တော်အဲ့17ရက်နေကြလို့ရှိရင်ကျွန်တော်ပြမယ် food တရတိုင်းမှာကျွန်တော်ရဲ့ inventory တဲ့ food တွေကိုကျွန်တော်တပ်ဖို့ရပြီးနေပေးမှာဖြစ်ပါတယ်တင်းထားလို့ဒီနေ့ဆိုရင်ထားလို့ဒီနေ့ဆိုရင်ဥစား food ရဲ့နာမည်ရေးလိုက် live တို့ကလေးကစီဆိုတာတော့ဆိုလို့ကောင်းတယ်ကြောနော်အဲ့တော့အဲ့ဆိုကြည့်ပါ 20 ပါကောင်းပါ